2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုမောက်မိဖရပါရှင်ရတနာဘုံဖြစ်ပါတယ်ရုပ်ရှင်အနုပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်တော်များရှင်အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကဒရိုက်တာမဲမင်းပုံရိုက်ကူးတဲ့မောက်မီဖျားဇက်ကားမှာဖြင့်ရတနာဘူဟာလီလီအဖြစ်နဲ့ကြာရစရုပ်မှာမစုံမနစ်ပြီးပြင်းသရုပ်ဆောင်သွားခဲ့ပါတယ်ရတနာဘူဟာဇက်ကောင်းစရိုက်များကိုဇက်နဲ့ညီပြီးပြင်းစွာပြောင်းလဲသရုပ်ဆောင်နိုင်ခဲ့သလိုဇက်လန်းဇက်ကွက်အချိုးကွေအလှည့်ပြောင်းများမှာမျက်လုံးအမူအရာကိုဟန်အမူအရာအတန်သရုပ်ဆောင်မှုများနဲ့ပိုင်နိုင်တည်သက်စွာတရုပ်တူတရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုကိုရတနာဘူအားမြမရုပ်ရှင်ထူးချွန်စုစီစစ်အကဲဖြတ်ရေးဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ခြင်းပဲဖြစ်ပါတယ်။အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုရှင်ရတနာဘူရဲ့ကောင်းတို့ရရတရုပ်ဆောင်ပြကွက်အချို့ကိုထုတ်နှုတ်ပြသသွားမှာဖြစ်လို့အပရိသတ်များကြည့်ရှုခန်းစားနိုင်စေရန်တင်ပြလိုက်ရပါတယ်ရှင်။ကြားပဲလေအာသားတွေထုတ်ထားတာမို့ကိုမောင်ကဒီကိုအရင်နဲ့ချစ်ပြီးတော့လီလီမလီလီဆိုပြီးတော့တန်တန်ဆွဲကိုဖြစ်သွားရောဆရာမဘယ်လိုလုပ်လဲအာဆရာမသာဒီလောက်ကိုအောင်မြင်စေခြင်းလေဆိုရင်လီလီပါပဲလုပ်လို့ဆရာမမသိချင်အောင်ဆောင်နေပြီထွက်သွားလို့မင်းကပြောနေမလားခုနကတော့သူပဲကလေးကိုယူရေးဆိုင်နေပြီးတော့အခုကဒီလိုနှစ်ယောက်တည်းရှိရတော့မှာမင်းဘာဖြစ်ချင်နေရလဲမရဘူးမောင်မဖျားဖြစ်ချင်တာနင်လှုပ်ချင်တိုင်းလှုပ်လို့မရဘူးနင်ကငါငွေပေးပြီးအိမ်မော်ခေါ်တက်ထားတလောကလုံးသိအောင်ငါပြောမှာပြောလိုက်လေဒေါက်တာခင်ရိုးသစ္စာငယ်ငယ်ကတရင်ချစ်ခံထားရတယ်ဆိုတာလူတွေသိသွားရင်ရှက်စရာကြီးနော်သမီးအမေတောင်းမှပါတယ်သမီးရဲ့အမေတောင်းမှပါတယ်သမီးရဲ့အမေပတ်စကတောင်းမှဖို့ပဲတက်တာလားငါနေတဲ့အိမ်စုံလေးကိုတော့မှသူများနေချမှာဆိုတော့တစ်ချိန်လုံးတောင်းမှနေရတယ်သမီးကရှက်လို့အမေတို့နဲ့ကင်းအောင်နေနေတာတေကန်းပြတ်ထားတော့မှအခုချိန်ကြီးလာပြီးစုံနေသေးရဲ့အမေလာလောက်ပြန်လိုက်တော့ထက်တာအကိုထက်တာထွက်လာသွားနိုင်လို့နေစီကနေရော်ချေးဖြစ်ငါမောက်တော့ပို့ယူရအောင်ပါနေကြောင်ကဘဝတစ်လျှောက်လုံးမရိတ်တော့သမီးဆိုပြီးပြောခိုင်းနေရတာငါဘက်ကလည်းနားတယ်နေမလို့မတတ်မကြဘူးနေလေငါ့ကိုပြေးဖို့နေပြထားကိုထိမအောင်တက္ကမလေးရဲ့မိခင်တို့မြတ်ညုံဟာသူသိဖြစ်ခြင်းနဲ့သီလရှင်ဘဝနဲ့သာသနာရိပ်ကိုခိုးခြင်းပေမဲ့ပါနဲ့သမီးတန်ရောစီကြောင့်လောကီကြီးကိုဖြတ်မရဘူးဆရာကြီးကိုခဏရှောက်ခဲ့ဘူးလေတက္ကမလေးကဆန္ဒရှိနေဆိုရင်ဘုရားရှင်ရဲ့သမီးတော်အနေနဲ့ဆရာကြီးကိုရှင်တော်သာသနာပြုနိုင်တယ်ဒါဟာလေကွယ်လွန်သွားတဲ့မိခင်ကြီးရဲ့အဖြစ်ချင်းဆုံးဆန္ဒဖြစ်မယ်ဆိုတာဆရာကြီးယုံကြည်ပါတယ်ကို
ကိုဒုက္ခအပူကြီးကိုကိုယ်တိုင်နှိမ့်တမ်းမှာစစ်မှန်တဲ့အေးချမ်းမှုကိုရမယ်ဒီကနေ့ 2025 ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဇက်ဆောင်ဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးနိုင်ပါရန်အကယ်ဒမီချိုပြုံးအားလေးစားစွာဖိတ်ကြားပါရခင်ဗျာ 2025 ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဇက်ဆောင်ဆုရှင်ရတနာဘုခင်ဗျာထူးချွန်ဆုလက်ခံပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ 2025 ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဇက်ဆောင်ဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးပါတော့အကယ်ဒမီချိုပြုံးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 2025 ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဆက်ဆောင်ဆုရှင်အကယ်ဒမီယတနာဘူကကျေးဇူးတင်စကားပြောကြားရန်ဖြစ်ပါတယ်ရှင် ဒီအကယ်ဒမီစင်မြင့်ပေါ်ကနေပြီးတော့မြတ်စွာဘုရားရှင်နဲ့တကွာဘုရားတရားတန်ခါကိုဥခိုက်ရှိခိုးကြောပါတယ်အခုကြွားရောက်လာကြတဲ့နိုင်ငံတော်အကြီးအကဲများနိုင်ငံတော်ပုဂ္ဂိုလ်များနဲ့တကွာဒီအကယ်ဒမီဆုကြီးကိုအကဲဖြတ်ပေးကြတဲ့ရုပ်ရှင်အစည်းအရုံးကပပဦးကြည်စိုးထုံးနေတကွာအကဲဖြတ်ထိုင်များအားလုံးကိုရှင်နေကနေလိုက်လိုက်လဲလဲနဲ့ကျေးဇူးတင်ပြီးတော့ကာရဝပြုပါတယ်ရှင်ဘိုလ်တို့လူပညာသမားတွေအတွက်မှတ်တိုင်တစ်ခုဖြစ်တဲ့ဒီအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုကျေးဇူးရှင်တွေဆရာသမားတွေကြောင့်ချေရတဲ့ပြိသက်တွေကြောင့်ဘိုလ်ခုဒီစုကြီးကိုရရှိပိုင်ဆိုင်ခဲ့ပါပြီမန္တလေးကနေပြီးတော့ဝါသနာတစ်ခုနဲ့တက်လာတဲ့မိန်းကလေးတစ်ယောက်ကိုနုပညာပြိုးရင်းဆိုတဲ့ဘိုးရဲ့ဆရာတွေဖြစ်တဲ့အန်ကယ်လေးကိုပြေတီဦးကိုနေတိုးကိုမြင့်ကိုခန့်စီသူကိုဝိုင်းနဲ့ဆရာများကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာတွေကြောင့်ဘဝနုပညာကိုမိန်းကလေးတယောက်ကိုနုပညာပြိုးခင်းဆိုတဲ့ဘိုးရဲ့ဆရာတွေဖြစ်တဲ့အန်ကယ်လေးကိုပြေတီဦးကိုနေတိုးကိုမြင့်မြတ်ကိုခန့်စီသူကိုဝိုင်းနဲ့ဆရာများကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာတွေကြောင့်ဘဝနုပညာကိုချစ်တဲ့နုပညာကိုဒီနေရာထိရောက်အောင်ရောက်လာခဲ့တာပေါ့နော်ပြီးတော့နောက်ထပ်ကျေးဇူးတင်ခြင်းနဲ့ဘိုးရဲ့ကျေးဇူးရှင်တွေဖြစ်တဲ့ဘိုးပေါ်မှာကျေးဇူးအများကြီးရှိတဲ့မောင်မီဖျားရုပ်ရှင်ထုတ်လုပ်ရေးအောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကဒေါက်တာကျော်ကျော်ဦးနဲ့ကိုအောင်ကိုဦးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အကိုတွေရဲ့ချစ်ချင်းမေတ္တာနဲ့တုံသင်ဆုံးမသင်ကြားပေးမှုတွေနဲ့ဘဝဒီစုကြီးကိုပဲရခဲ့တာပါပြီးတော့ဒီကားကြီးကိုပုံဖော်ရိုက်ကူးတဲ့ဒရိုက်တာမဲမင်းပုံကိုလည်းအရန်ကျေးဇူးတင်ပါတယ်ရှင်မောင်မီဖျားမှာပါဝင်တရုပ်ဆောင်တဲ့မာကြီးဆိုမခိုင်နှင်းဝေတငယ်ချင်းတိုင်ရွန်တို့မယူတို့အားလုံးကိုလည်းတင်းပြီးတစ်ခုလုံးကိုပေါ့နော်အများကြီးကျေးဇူးတင်ပါတယ်လို့
နောက်ထပ်ကျေးဇူးတင်ချင်တာဘိုးစိတ်တက်တွေကြတိုင်းလက်လျှော့ချင်တိုင်းဘိုးရဲ့မိဘနှစ်ပါးကိုအမြဲတမ်းပြောဖြစ်တယ်ဆက်မလုပ်ချင်တော့ဘူးလုံရင်းနဲ့လမ်းပြောင်းနေတယ်ဆိုပြီးပြောတဲ့အတိုင်းမှာဘိုးရဲ့ဖေကသမီးဆက်လုပ်ရမယ်သမီးကအကယ်ဒမီမင်းသမီးဖြစ်အောင်မယ်လို့သူအမြဲတမ်းပြောခဲ့တယ်ပြောတိုင်းအိုက်တုံးကတော့ဖေကိုစိတ်ဆိုးမိတယ်ဘလို့စူးစမ်းအောင်လဲမသိဘူးလမ်းပြောင်းနေတယ်အရန်ခက်ခဲတဲ့လောကကြီးမှာလဲနေပါတယ်ဆိုဖေကသူဖြစ်ချင်တာကိုဘာလို့ရမ်းပြောနေတာလဲငါဆန္ဒကိုတော့မှမသိဘူးလားဆိုပြီးတော့ဖေကိုစိတ်ဆိုးခဲ့တယ်ဖေကသူဖြစ်ချင်တာကိုဘာလို့ရမ်းပြောနေတာလဲငါဆန္ဒကိုတော့မှမသိဘူးလားဆိုပြီးတော့ဖေကိုစိတ်ဆိုးခဲ့တယ်ငယ်ကလေးကလည်းအခုချိန်ထိမိဘရဲ့အတွက်စုဆိုလို့ဘာစုမှမယူပေးနိုင်ခဲ့ဘူးပေါ့နော်ဒီစုကတော့လေတကယ်ကိုဖေနဲ့မေအတွက်အရန်ကိုဂုံယူပြီးတော့ဝမ်းသာရမယ်စုလို့ပဲထင်ပါတယ်ဒါဖေနဲ့မေအတွက်သမီးယူပေးနိုင်တဲ့အကောင်းဆုံးစုရည်ပဲဖြစ်ပါတယ်ရှင်ပရိသတ်တွေအားလုံးဘို့ချစ်ပေးပြီးတော့ဘို့အခုလိုမျိုးမျှော်မှန်းပေးကြတဲ့အားလုံးလဲဘို့နဲ့ထပ်တူအခုလိုပီတိတွေခံစားရမယ်လို့ထင်ပါတယ်အားလုံးလည်းရင်ထဲကနေလိုက်လဲကျေးဇူးတင်ရှိပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်စကားပြောကြားပေးပါတော့အကောင်းဆုံးအမျိုးသမီးဇက်ဆောင်ဆုရှင်အကယ်ဒမီယတနာဘုရားကျေးဇူးတင်ရှိပါတယ်ရှင်